အားလုံးမင်္ဂလာပါ Moke Entertainment Channel ကြိုဆိုလိုက်ပါတယ်ဒီနေ့တစ်ဆက်ပြည့်ရဲ့ view file လေးကအရန်မှအရေးကြီးရဲ့ view file လေးပြဒီ view file လေးကဘာဖြစ်တယ်လဲဆိုရင်ခန်းကြီးကြေးရွာမှာပေါ့နော်ဒီတရွာလုံးရှေးဟောင်းအမွေနှစ်တွေပေါ်တယ်ဆိုပြီးတော့ဒီမြေကြီးတွေကိုတူးနေကြတယ်ဗျာနော်ဒါဆိုရင်တူးနေကြတာအမျိုးတို့မြင်တွေ့ရတဲ့အတိုင်းပဲပေါ့နော်ဟုတ်ကဲ့ပါဒီ view file လေးကျွန်တော်မျိုးပြတ်တဲ့ဆက်ပြရအောင်ကျွန်တော် view file လေးအဆုံးတက်ရလည်းပဲကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဒါဆိုတော့ကျွန်တော် view file လေးကိုစလိုက်ရအောင်ကြောင်းပါပါဗျာဝါသာသာတာရတို့ဆိုရင်ဒုက္ခနဲ့စက်ကဒုက္ခကဒုက္ခကြောင်းပါပါဗျာဝါသာသာတာရအားလုံးပဲမင်္ဂလာပါဗျနော်သူတို့ဒီပစ္စည်းတွေရလာမရလာတော့မသိဘူးဗျနော်လောလောဆယ်ကတော့ရေခဲချောင်းတွေကတော့အမျက်ထွက်နေပြီရေခဲချောင်းတွေကတော့အမျက်ထွက်မှတေးကြတယ်ဆိုင်ကစီဘိုးတောင်ပြန်ရကြလားမသိဘူးနော်နေရာကတော့ဒါရွှေဘူဘက်လိုပဲသိရပါတယ်ဗျာနော်ရွှေဘူဘက်မှာလို့တော့သိရပါတယ်ဗျာနော်ကျွန်တော်တို့ဘက်ပေါ့ဗျာနော်ရေကကြောင်းတွေကတော့လက်တွေ့အမျက်ငွေထွက်သွားပြီနော်ဟိုသူကိုယ်တိုင်တော့မတူးတော့ဘူးထင်တာပဲကျွန်တော်ကတော့နော်ဟုတ်ကဲ့ပါနော်ဒီလောက်ပါပဲခင်ဗျားတို့လည်းအမျက်ထွက်ချင်ရေကကြောင်းသွားရောင်းပါအချင်းပေါင်းသွားရောင်းပါဟုတ်ပြီနော်အားလုံးပဲမင်္ဂလာပါဗျနော်ဒီပြစ်စင်လေးရပေါ့ဗျာကျွန်တော်တို့ဒီရီရမလို့နော်အံ့ဩမလို့လေးပေါ့ဗျာနော်ဘလို့ဖြစ်တယ်လဲဆိုတော့ဒီကာလာလေးတန်းကြီးအရာကတော့ဒါကျွန်တော်တို့ဘက်ကပါပဲနော်ရွှေဘိုဘက်ကအဲ့လိုမျိုးပေါ့နော်ဒီစကိုင်းတိုင်းဘက်ကတင်တဲ့လူကလည်းဘေးရွာဘေးမြို့လေလို့မတင်ထားဘူးနော်သူတို့ပြောတာကဒီရှေးဟောင်းပစ္စည်းတွေရှာတယ်လို့တော့ပြောတာပဲဗျာနော်ရီရမလို့အံ့ဩမလို့တော့ရှိတယ်ဗျာနော်ဒီအကြောင်းအရာကြီးဒီကျွန်တော်ဒီအကြောင်းအရာကြီးဒီတော့ဒီ social မှာပေါ့ဗျာနော်တော်တော်လေးဟော့နော်တင်ထားတာကဒါတရက်မပြေဘူးနော်ကြည့်ရှုတူပေါ့ဗျာနော် view ကတန်းကျော်ရှိတယ်နော်ဒီပို့လေးတက်လာတော့ကျွန်တော်လည်းမြင်လိုက်ပါတယ်ကျွန်တော်ဘာလို့သွားပြီးတော့တွေးလဲဆိုလို့ရှိရင်ကိုပီတီဦးတို့ပေါ့ဗျာနော်ရိုက်ထားတဲ့ဇာတ်ကခိုင်တင်းကြီးတို့မခိုင်တင်းကြီးတို့ကိုပီတီဦးတို့နော်
အဲ့တော့ဥပေလူဝါတို့လည်းပါတယ်เนาะအဲ့ဒါလူလေကြီးများရွာဆိုတဲ့ဇက်ကားကိုတန်းပြီးတော့ပြေးမြင်မိတာပဲเนาะဟိုသူတကယ်ရတာလားတကယ်မရဘူးလားတော့ကျွန်တော်လည်းတခြားမသိဘူးဒါမဲ့ဒီဖြစ်စဉ်ရပေါ့ဗျာเนาะဟိုရီရမလို့အံ့ဩမလို့တော့ရှိတယ်ဗျာเนาะအဲ့ကိုပြည်သူကားလေးလည်းရှာကြည့်ကြပါဦးနော်စကားနာမည်ကလူလေကြီးများရွာတဲ့နော်ခန့်စီတူတို့ကိုခန့်စီတူတို့နော်အမှစကားရှိတယ်နည်းနည်းလေးအဲ့စကားလေးကြီးလိုက်ရင်တော့ဟိုနည်းနည်းလေးလေလိမ့်မယ်လို့တော့ထင်တာပဲဗျာနော်ပြတ်သေးဘူးတော့ဟိုနေကမပြတ်သေးဘူးဟာပြတ်ကြမယ်ရှိရောက်ကြတဲ့ကိုပတ်လို့ဦးစင်ရတော့ရမ်းရတော့တတ်ရပြီထိုးမှာရကိုဆောင်ကြီးကိုမောင်အနေနဲ့နောက်တော့လေဟုတ်ကဲ့ပါမျိုးလေးကျွန်တော်ပြဖိုင်ဒီလောက်ပါပဲဒီဗီဒီယိုဖိုင်လေးကတော့တကယ်မှထူးထူးဆန်းဆန်းလေးဗျာနော်ဒီဘက်ကထန်းကြီးဆိုတဲ့ရွာမှာပေါ့နော်ဒီတရွာလုံးဒီရှေးဟောင်းရေတန်းတွေတွေ့တယ်ဆိုပြီးတော့တရွာလုံးထပ်တူးနေကြတာပေါ့ဗျာနော်ဒါကတော့တကယ်မှရှိစရာဟာသားလို့တော့အမြင်နေပေါ့နော်ဟုတ်ကဲ့ပါမျိုးရဲ့ team ဆက်ကြလေကျွန်တော်ကောင်းမှမချိပေးကြရရတယ်ကျွန်တော် channel နဲ့ဘူးတူတရတဲ့အကြောင်းနဲ့ဆယ်လီသတင်းအစ်တွေကိုမြင်ရတဲ့ဆက်ပြီးတော့မို့ကျွန်တော် channel like ဆက်ပါမယ် like ဆက်ပါနဲ့ပြီးရင်တော့ဒီဘဲလေးပါနှိပ်ခဲ့ပြီးပို့တာချစ်ချင်ပါတယ်ကျွန်တော် channel အားပေးကြည့်ရှုသူတည်းတင်ရကြည့်မြဲတင်ပါတယ်နောက်ထပ်ဗီဒီယိုပြဆင်ရမယ်တဒါ